မိဘပြည်သူအားလုံးမင်္ဂလာပါကျွန်တော်တို့အထွေထွေရေကောက်ပွဲကြီးကျင်းပတော့မယ်အထွေထွေရေကောက်ပွဲကြီးကိုကျွန်တော်တို့အပိုင်း၃ပိုင်းခွဲပြီးတော့ကျင်းပတာဖြစ်ပါတယ်အဲ့တော့ပထမပိုင်းကတော့28ရက်12လ2025မှာရေကောက်ပွဲရဲ့အထွေထွေရေကောက်ပွဲကြီးပထမပိုင်းကိုကျင်းပပြုလုပ်မှာဖြစ်ပြီးတော့ကျွန်တော်တို့17ရက်1လ2026မှာတော့ရေကောက်ပွဲရဲ့ဒုတိယပိုင်းကိုဆက်လက်ကျင်းပမှာဖြစ်ပါတယ်ကျွန်တော်တို့5ရက်1လ2026မှာတတိယပိုင်းကိုဆက်လက်ကျင်းပမယ်ဆိုပြီးတော့ကျွန်တော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြီးညာခဲ့ပြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ရဆိုလို့ရှိရင်တော့ရွေးကောက်ပွဲပထမပိုင်းကျင်းပခြင်းရဲ့နောက်ဆုံးမဲဆွယ်စည်းရုံးလို့ရတဲ့ကာလရောက်ရှိလာပြီဖြစ်ပါတယ်အဲ့တော့ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ကြတဲ့နိုင်ငံရေးပါတီအသီးသီးနဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းအသီးသီးနေနဲ့ကျွန်တော်တို့ဒီနေ့26ရက်12လ2025ရက်နေ့ရဲ့ည7:00နာရီနောက်ပိုင်းမှာမဲဆွယ်စည်းရုံးခြင်းကိစ္စတွေဆောင်ရွက်လို့မရတော့ပါဘူးကျွန်တော်တို့သက်ဆိုင်ရာနိုင်ငံရေးပါတီတည်တည်နဲ့လွှတ်တော်ကိုယ်စားလှယ်တွေနေနဲ့ဒီကိစ္စလေးပေါ်မှာအထူးသတိပြုဖို့လိုအပ်ပါတယ်လိုက်နာဖို့လည်းလိုအပ်ပါတယ်အဲ့တော့28ရက်နေ့မှာဆိုရင်တော့ကျွန်တော်တို့ပထမပိုင်းအတွက်ကျင်းပတဲ့နေရာမှာပါဝင်တဲ့မဲဆန္ဒရှင်ပြည်သူတွေဟာသက်ဆိုင်ရာမဲရုံတွေကိုတွားပြီးတော့မဲပေးလို့ရတော့မှာဖြစ်ပါတယ်ဒီချိန်မှာသတ်မှတ်ထားတဲ့အတိုင်းမဲစင်းမှာပါတဲ့လူတွေဟာနိုင်ငံသားစီစီကပ်ပြားကိုမဖြစ်မနေယူဆောင်သွားဖို့လိုအပ်ပါတယ်ဆန္ဒမဲပေးခြင်းဆိုတာဟာနိုင်ငံသားတယောက်ရဲ့အခွင့်အရေးဖြစ်ပါတယ်မိမိတိုင်းပြည်ကိုလူမှုရေးစီးပွားရေးကျန်းမာရေးနဲ့နိုင်ငံဆက်ဆံရေးနဲ့ကြီးမားကျယ်ပြန့်လာတဲ့နိုင်ငံရဲ့စီမံပိုင်ခွင့်တွေကိုရွေးချယ်တင်မြှောက်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့မဲဆန္ဒရှင်ပြည်သူတွေကရွေးချယ်တင်မြှောက်ပေးလိုက်တဲ့သက်ဆိုင်ရာနယ်ပယ်တွေကိုသက်ဆိုင်ရာမဲဆန္ဒနယ်တွေကိုကိုစားပြုတဲ့လွှတ်တော်ကိုယ်စားလှယ်ဟာသက်ဆိုင်ရာလွှတ်တော်တွေမှာဒေသအကျိုးတွေပြီးတော့နိုင်ငံအတွက်လိုအပ်တဲ့ဥပဒေကိုပြဋ္ဌာန်းခြင်းနဲ့အတူအစိုးရနဲ့တရားစီရင်ရေးဆိုင်ရာကိစ္စရပ်တွေရဲ့ဆောင်ရွက်မှုတွေကိုအပြန်အလှန်ထိန်းကျောင်းခြင်းတွေကိုပြုလုပ်ဆောင်ရွက်ကြမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့မဲဆန္ဒရှင်ပြည်သူတွေဟာမိမိတို့ရဲ့နိုင်ငံသားအခွင့်အရေးကိုအပြည့်အဝအသုံးချပြီးတော့နိုင်ငံကိုစီမံခန့်ခွဲမဲ့လူတွေမိမိဒေသကိုစားပြုမဲ့လူတွေဟာရွေးချယ်ဖို့လိုပါတယ်ရွေးချယ်တဲ့နေရာမှာလဲအရေးချင်းပြေဝပြီးတော့လုံနိုင်ကန်နိုင်စွမ်းရှိတဲ့လူတွေကိုရွေးချယ်ဖို့လိုတယ်ဒီလိုမျိုးစွမ်းဆောင်ရည်ရှိတဲ့အဖွဲ့အစည်းတွေကိုမဲပေးဖို့လိုပါတယ်ရွေးကောက်ပွဲကာလတစ်လျှောက်မှာသက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့နိုင်ငံရေးပါတီအသီးသီးဟာသူတို့ရဲ့ရွေးကောက်ပွဲဆိုင်ရာဂတိကဝတ်တွေကိုမိဘပြည်သူတွေစီအရောက်ပေးပို့ခဲ့ပြီဖြစ်ပါတယ်အဲ့တော့ပြည်ထောင်စုကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီအနေနဲ့လည်းသူတို့ရဲ့ရွေးကောက်ပွဲဆိုင်ရာကြီးညာစာတမ်းနဲ့အတူသူတို့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့အာမခံချက်တွေကိုမိဘပြည်သူတွေစီအရောက်ပေးပို့ခဲ့ပြီဖြစ်ပါတယ်ပြည်ထောင်စုကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီအနေနဲ့အာမခံနိုင်တာတစ်ခုကတော့နိုင်ငံတော်တည်ငြိမ်အေဂျင့်အောင်စီးပွားရေးလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်လာအောင်ပညာရေးကျန်းမာရေးနဲ့အခြားသောအထူးရေးရဲ့ကိစ္စတွေကိုဒီနေ့ထပ်ပို့ပြီးကောင်းမွန်လာအောင်သူတို့အစွမ်းကုန်စူးစမ်းဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းကိုသူတို့လွတ်တော်ကိုယ်စားလှယ်လောင်းတွေရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးခီးစဉ်တွေမှာပြောကြားတာတွေကိုကျွန်တော်တို့လေ့လာတွေ့ရှိခဲ့ရဖြစ်ပါတယ်သူတို့တွေဟာလုံနိုင်ကိုင်းနိုင်စွမ်းအားရှိတဲ့အချိန်မှာအစွမ်းကုန်စူးစမ်းခဲ့တာတွေကိုလည်း2010 2015ကျွန်တော်တို့ပြည်ခိုင်ဖြိုးပါတီကနိုင်ငံကိုဥဆောင်တဲ့အချိန်မှာဆောင်ရွက်ခဲ့တွေကိုကျွန်တော်တို့မြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်အဲ့တော့ဒီကနေ့အဲ့လိုမျိုးကောင်းမွန်တဲ့အခြေအနေတွေကိုအစွမ်းကုန်စူးစမ်းဖို့အတွက်သူတို့တွေပြန်လည်ရောက်ရှိလာပါပြီအဲ့တော့မဲဆန္ဒရှင်မိဘပြည်သူတွေအနေနဲ့ပြည်အောင်စုကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီကလွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုတနည်းအားဖြင့်ပြည်ခိုင်ဖြိုးပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုဆန္ဒမဲပေးကြပါလို့ဒီနေရာကနေတိုက်တွန်းလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်